သူပနယ်ဒီကန်သွင်းကိုသွင်းယူခဲ့ရပေမဲ့သူ့ရဲ့ပြေးတက်မှုအလဲလောက်မှာပဲဒိုင်လူကြီးကသူ့ကိုရက်တန့်ဖို့အမင်းပေးခဲ့ပါတယ်ကစားသမားကဘောလုံးကိုဘဲဘက်ကိုလွှဲပေးလိုက်ပေမဲ့ကန်ကောင်းနာကဆက်သွေးရေးစနစ်ကနေတဆင့်ပနယ်ဒီပေးခဲ့တဲ့ဆုံးဖြတ်ချက်မှန်ကန်ကြောင်းအတည်ပြုတဲ့ message ကိုကြားပြီးနောက်ဒိုင်လူကြီးကသူ့ကိုရက်တန့်ဖို့ဖြိုးခဲ့တာကြောင့်ပါပြီးတော့သူ့ကိုဒုတိယအကြိမ်အခွင့်အရေးပေးခဲ့ပြီးဒီတစ်ခါမှာတော့ပနယ်ဒီကန်သွင်းခင်မှာဒိုင်လူကြီးကိုကြည့်လိုက်ပါတယ်အရာအလုံးအစင်တင်ထင်နေလာကိုညင်တဲ့အခါဘောလုံးကိုရိုက်ပြီးဂိုးသွင်းခဲ့ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲမှာသူ့အသင်းခြေစစ်ပွဲအောင်မြင်ဖို့ပနယ်ဒီကန်သွင်းခဲ့ရပေမဲ့ဂိုးဘားကိုထိမှန်သွားခဲ့ပါတယ်ပြန်ထွက်လာတဲ့ဘောလုံးကိုသူကိုယ်တိုင်ကန်သွင်းခွင့်မရတဲ့အတွက်သူဟာအကြံကောင်းတစ်ခုရခဲ့ပါတယ်အကောင်းဆုံးအချိန်မှာသူဟာငုံပြီးဘောလုံးကိုပေးလိုက်ကကြောင်းသူ့အသင်းပေါ်ပြန်ထွက်လာတဲ့ဘောလုံးကိုအခွင့်ကောင်းယူပြီးအဆုံးအဖြတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်ဒီဂျာမန်ကစားသမားကခေါင်းတိုက်ပြီးဂိုးသွင်းလိုက်တဲ့အခါသူ့ရဲ့တုံ့ပြန်မှုကလူတိုင်းကိုစကားမပြောနိုင်အောင်ဖြစ်စေခဲ့ပါတယ်အောင်ကွဲခံဖို့ပြေးထွက်သွားမဲ့အစားအခွင့်အရေးလက်သွားပြီလို့ယုံကြည်နေတဲ့အတွက်သူ့ခေါင်းပေါ်လက်တင်လိုက်ပါတယ်သူ့ရဲ့တုံ့ပြန်မှုကြောင့်အံ့အားသွားတဲ့အသင်းပေါ်တွေကသူ့ကိုဂုံပြဖို့ချက်ချင်းပြေးသွားပြီမဲ့ဘောလုံးကကစားကွင်းပြင်ပကိုရောက်သွားပြီလို့သူတေချာပေါက်ထင်နေလို့သူလုံးဝရှုပ်ထွေးနေခဲ့ပါတယ်အထူးဆန်းဆုံးအပိုင်းကတော့နောက်ပိုင်းမှာဖြစ်ပျက်ခဲ့ပါတယ်ပွဲပြန်စတော့မဲ့အချိန်မှာပြိုင်ဘက်အသင်းကကစားသမားအတော်များများကဂိုးအပေါ်မေးခွန်းထုတ်လာကြပါတယ်သူတို့ဟာဂိုးကိုစစ်ဆေးဖို့တွားကြည့်တော့ဂိုးပိုက်စုပ်နေတာကိုတွေ့ရှိခဲ့ကြပါတယ်